အားလုံးပဲမင်္ဂလာပါ The Black Cat Oregon ကနေပြီးကြိုဆိုလိုက်ပါတယ်အခုမိုင်းလုပ်ပြီးချင်တာကတော့မိုင်းကတချို့သောသူတွေအတွက်ပေါ့နော်စိတ်ခွန်အားဖြစ်ဖြစ်လမ်းပြောင်းနေရပဲဖြစ်ဖြစ်ရှင်းပေးခြင်းတဲ့ကိစ္စလေးတချို့ကိုလုပ်ပေးချင်လို့ပါအဲ့တော့နံပါတ်1အနေနဲ့မိုင်းက energy အရင်ဒီဗီဒီယိုကိုဘယ်လိုလူမျိုးတွေနားထောင်တင်လဲဘယ်လို energy ရှိတဲ့သူတွေနားထောင်တည်လဲဆိုတော့မိုင်းကအရင်ဆုံးပြပြပေးမှဖြစ်ပြီးတော့ step 2ကတော့ဒီ step 1မှာပြောထားတဲ့ energy နဲ့ same feeling ဖြစ်တာမျိုးလက်တလုံးမှာကြုံတွေ့နေရမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ဒီဗီဒီယိုအဆုံးထိကြည့်သွားလို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ skip လို့ရပါတယ် okay အဲ့ဒါဆိုစကြမယ်နော်step 1အနေနဲ့ပြောချင်တာကတော့အခုလက်ရှိမှာကိုလိုချင်တဲ့ဒီတစ်ခေါက်ဖတ်ပေးမယ်ပေါ့နော် general reading ကတော့ဘယ်လိုလူမျိုးတွေအတွက်ဖြစ်နေလဲဆိုတော့လက်တလုံးမှာအဆင်ပြေပြီးတော့အရန်ကြီးစိုးဝနေတဲ့သူတွေမပါဘူးအချိန်တွေကအခုကြည့်လိုက်တဲ့ energy အရာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်ရမယ့်လူရဲ့ character ကဘယ်လိုလဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်နှွေးထွေးတဲ့သူဖြစ်လိမ့်မယ်ဟုတ်ပြီနော်နှွေးထွေးတဲ့သူဖြစ်လိမ့်မယ်ကျင်နာတက်တဲ့သူဖြစ်မယ်မိခင်စိတ်ရှိတဲ့သူဖြစ်မယ်အဲ့လိုလူမျိုးတွေ character ရှိတဲ့သူတွေကြည့်လို့ရပါတယ်နောက်တစ်ခုကကြတော့ကိုလိုချင်တဲ့ target ကိုဖြည်းဖြည်းနဲ့ပုံမှန်နဲ့သွားနေရတာမျိုးမဟုတ်ဘဲနဲ့အရှိန်အဟုန်ပြင်းစွာနဲ့ပေါ့နော်မနာရမော်လုံးဝကိုအရှိန်ဟုန်ဖြည်းဖြည်းလေးသွားတာမဟုတ် target ကိုလုံးဝကိုအရှိန်အဟုန်ပြင်းစွာနဲ့သွားနေရတဲ့လူမျိုးတွေပါနေတာကိုတွေ့တယ်အခု energy ကိုကြိုက်ကြည့်တာနောက်တစ်ခုကကြတော့လက်ရှိမှာလဲသူကငွေကြီးချက်လာပြပေးပါလက်ရှိမှာလည်းငွေကြေးအရန်ခက်ခဲနေတာမျိုးလည်းမတွေ့ဘူးအခုကြည့်ရမယ့်လူတွေကပေါ့နော်လက်ရှိမှာငွေကြေးခက်ခဲနေရတော့မတွေ့ဘူး balance တီလည်းမျှနေရပေါ့နော်ဝင်ထွက်ငွေရလည်း balance မျှနေတာတွေ့တယ်အဲ့တော့ပြောချင်တာကဒီလိုမျိုးအနေအထားဖြစ်ဖို့အတွက်ဒီလူတွေကလုံးဝမနာပဲနဲ့အရှိန်အဟုန်ပြင်းစွာနဲ့ကိုယ့်ရဲ့ target ကိုအပြေးသွားနေတဲ့လူမျိုးတွေအတွက်ဒီ reading ကပေါ့နော်ရည်ရွယ်ဖို့ဖြစ်ပါတယ်နားထောင်မှုဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့အဲ့ဒီလူတွေမှာလက်ရှိမှာကြုံတွေ့နေရတဲ့ပြဿနာရှိရယ်။ဘာပြဿနာလဲဆိုတော့ trauma တွေတွေ့နေရတယ်။အတိတ်မှာတော့က trauma တွေကြောင့်လက်ရှိမှာအရှိန်အဟုန်ပြင်းစွာအဲ့လိုမျိုးနာကျင်ရမှာကြောင့်ဥမာဆိုလို့ရှိရင်အလုံးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်အလုံးမရှိဘူးရဲ့ trauma အလုံးနားခဲ့ရတဲ့ trauma တွေကြောင့်သွားနေရတဲ့လူမျိုးတို့ပေါ့နော်ပြီးတော့တချို့သောအရာတွေကိုလောကကြီးမှာအမှန်တရားတွေကိုသိသွားပြီးရဲ့နောက်မှာပေါ့နော်ဘယ်လိုနေထိုင်သင့်လဲဆိုတာမျိုးရင်းကျက်စွာမရင်းကျက်ချင်ပဲနဲ့လည်းရင်းကျက်စွာနေခဲ့ရတဲ့သူတွေနာကျင်မှုတွေနဲ့လက်တလုံးမှာပြည့်နေနေတာကိုလည်းတွေ့ရပါတယ်ဝမ်းနေနေတာလည်းတွေ့နေရပါတယ်အဲ့တော့အချစ်ရေးမှာလည်းဂျားလူနှောက်ယှက်နေရလဲတွေ့နေရပါတယ်အဲ့လိုလူမျိုးတွေရှိမယ်ဆိုလို့ရှိရင်ဒီ tarot reading ကသင်အတွက်ပဲဖြစ်ပါတယ်အဲ့တော့အခုပြောလိုက်တဲ့ energy ကိုက်ညီရဆိုရင်ဆက်ပြီးတော့ဒီ reading ကိုနားထောင်ပြီးလို့ရပါတယ်မကိုက်ညီဘူးဆိုလို့ရှိရင်တော့ skip လုပ်လို့ရပါတယ်ဆိုတော့ energy စစ်ပြီးပါပြီဆိုတော့အခုခုနပြောလိုက်တဲ့ပြဿနာကိုရင်ဆိုင်နေရတဲ့သူတွေဖြစ်နေတဲ့အရာတွေကိုမာယာအဖြေရှာပြီးမှဖြစ်ပါတယ် okay ဆိုတော့စမယ်နော်အရင်ဆုံးသူတို့ရဲ့လက်ရှိကျမ်းမာရေးအခြေအနေကိုတစ်ချက်ကြည့်ပြပါမယ်လက်ရှိကျမ်းမာရေးနဲ့ဖြစ်လာမယ့်ကျမ်းမာရေးပေါ့နော်ဒီနှစ်ထဲမှာပေါ့နော်တစ်ချက်ကြည့်ပြပါမယ်
ကျမကြီးကစိတ်ပူစရာမလိုပါဘူးလက်ရှိမှာလည်းကျမကြီးကအဆင်ပြေနေပါတယ်ဒါပေမဲ့ဆရာမအဆင်ပြေတယ်လို့ပြောလို့ဘယ်လိုပြောရမလဲအရင်ပေါ့နော် careless ဖြစ်တာမျိုးတော့မလုပ်ပါနဲ့ဘယ်လိုပြောရမလဲအဆင်ပြေနေလဲပုံမှန်ဆက်ပြီးတော့ queue site ပေးပါ future မှာအခုလာမယ့်ဒီ2026မှာလည်းကျမကြီးအရာကခွန်အားရောတတိတွေရောအရန်ပြည့်နေတယ်အရန်ကိုပေါ့နော်အခုကြည့်ရလူတွေကလေအရန်အောင်မြင်ခြင်းနေရတိလားအောင်မြင်ခြင်းတာထက်နေရာတနေရာကိုရမဖြစ်တော့မယ်ငါဒီလောကကြီးထဲမှာနေလို့ရှိရင်ငါနေရာတနေရာရမရတော့မယ်ဆိုရယ်စိတ်နဲ့စူးစမ်းနေလို့လားမသိဘူးကျမကြီးကိုလည်းသူက struggle တွေလုပ်နေပြီးတော့ကျမကြီးအပြင်တခြားသောခွန်အားတွေအဲ့ဒီနာကျင်မှုကနေရလာတဲ့ခွန်အားတွေပါမြင်နေရတယ်ပေါ့နော်မိုင်းဟုတ်ပြီအဲ့တော့ကျမကြီးကတော့စိုးရင်ကြချင်းနေတော့မရှိဘူးဒါပေမဲ့ခရူးဆိုင်ပြီးတော့မှာကျမရဲ့ okay အဲ့တော့အလောက်ကင်ကိုတစ်ချက်ကြည့်ရအောင်အလောက်ကင်ကိုတစ်ချက်လက်ရှိမှာတော့အလောက်ကင်ကတော်တော်အဆင်ပြေနေပါတယ်တကယ်ကိုအဆင်ပြေနေတာပါလုပ်ရင်လုပ်တော့ဖြစ်ထွန်းနေတာမျိုးကိုတွေ့နေရပါတယ် okay ဒီ2026အခုဟောလိုက်တဲ့နောက်6လအတွင်းပေါ့နော်တစ်ချက်ကြည့်ရအောင်နောက်6လအတွင်းမှာရောဘယ်လိုဆက်ဖြစ်မလဲနောက်6လမှာလည်းဆက်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုထိန်းထားနိုင်တဲ့အရေးချင်းတွေအရေးသွေးတွေကိုဆက်ပြီးတော့တွေ့နေပါတယ်။ Okay အဲ့တော့မပေါ့သွားပါနဲ့နော် Okay ဒီ energy ကိုကိုက်လို့ကြည်နေတယ်ဆိုပေမဲ့လည်းငါကအောင်မြင်နေတာပဲငါကဖြစ်ထွန်းနေတာပဲဆိုပြီးတော့ကိုယ့်ရဲ့စူးစမ်းမှုကို short ပြစ်လိုက်တာမျိုးတွေရက်ပြစ်လိုက်တာမျိုးတော့မလုပ်ပါနဲ့လက်တွေ့ကြပဲလုပ်ကြမယ်နော်အဲ့တော့အခုပြောချင်တာကတော့အခုလုပ်နေတဲ့ကိစ္စရလဲတော်တော်ကိုအဆင်ပြေတယ်လုပ်ရင်လုပ်တော့ရတယ်အဲ့အပြင်နောက်6လမှလည်းအဲ့ဒီအလုပ်ကတင့်ကိုအောင်မြင်မှုတွေထပ်ပြီးတော့ပေးအောင်ပါโอเคခြေလေးတစ်ချက်ကြည့်ကြည့်အောင်လက်ရှိအခြေအနေကတော့နည်းနည်းလေးအထီးကျန်ဆန်းနေတယ်လို့မြင်တယ်ဒါမဲ့စိတ်မပူပါနဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့ပုံစံမျိုးတွေတော့တွေ့ပါတယ် relationship တွေအတွက်ပေါ့နော် IS မားတွေအတွက်အဲ့လိုမျိုးမြင်ရပါတယ်လက်တလုံးမှာတော့ပတ်စံကိုပဲပို့ပြီးတော့အာရုံစိုက်နေတယ်လို့မြင်တယ်ပို့ပြီးတော့ပေါ့နော်ပတ်စံပို့ပြီး guarantee ဖြစ်တယ်ဆိုတဲ့စိတ်နဲ့များပေါ့နော်အဲ့လိုမျိုးဖြစ်သွားလာတော့မသိဘူးပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့ partner ကိုတော့ရှိပါတယ်စိတ်ထဲမှာဒီပေါ့နော်သူ့ရဲ့ live တစ်ခုအတွက် goals တစ်ခုရအောင်လုပ်နေတာဖြစ်နေတယ်ဒါပေမဲ့နောက်6လအတွင်းမှာတော့ရန်ဖြစ်လိုက်ပြန်ချက်လိုက်နဲ့ဆိုရဲပုံစံမျိုးတွေတွေ့ပါတယ် okay ဆိုတော့ single ကြည့်ကြည့်မယ်လက်ရှိကို single တွေကတော့ကိုယ်ချစ်ခွင့်ပန်ထားတဲ့သူတွေရှိနေတယ်အဲ့အတွက်စဉ်းစားနေရတယ်အဖြေပေးဖို့အောင်စဉ်းစားနေပြီနောက်6လအတွင်းကြည့်ကြည့်မယ်နောက်6လအတွင်းကတော့ဖြစ်နိုင်ရင်တော့အဖြေပေးတဲ့နေရာမှာတေချာလေးစဉ်းစားစီချင်ပါတယ်ဖြစ်နိုင်ရင် single ပဲနေပါအောင်လို့နည်းနည်းလုပ်ပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အနေထားပြောင်းသွားဖို့ရှိနေလို့ပေါ့နော်လက်ရှိအနေထားထက်ကောင်းမှလားဆုံးမှလားတစ်ချက်တော့ကြည့်ပေးလိုက်မယ်။တိုက်ခိုက်ရတော့မှာပေါ့နော်။အဲ့လိုမျိုးပုံစံတွေမြင်နေရတာဖြစ်တဲ့အတွက်တကယ်လို့ကိုယ်ဖွင့်ပြောနေတဲ့သူတွေရှိရင်လည်းတေချာလေးစဉ်းစားပြီးမှအဖြေပြန်ပေးပါ။တေချာစဉ်းစားမှရပါပါ။တစ်ခါပြောပါတယ်နော်အလွယ်တကူအဖြေပေးလို့မရပါဘူး။ကိုကအဲ့ဒီရဲ့ stress တန်နေခံနိုင်ပြီဆိုမှအဖြေပြန်ပေးလိုက်ပါတိုက်ခိုက်ရမယ်ဆိုတဲ့ဥစ္စာတွေလည်းတွေ့တယ်အောင်လဲအောင်ပါပါအဲ့ pressure တန်းခံနိုင်တယ်ဆိုရင်တော့သင်အဖြေပေးလို့ရပါပြီ okay so ဘာကြောင့်လဲနောက်ချက်ကြည့်မယ်เนาะမြင်တာလေးတစ်ချက်ကြည့်ပေးမယ်သုံးကတ်လောက်နဲ့ဒီနှစ်ကဒီ6လနောက်လာမဲ့6လလဲယူရိုရဲ့အောင်မြင်မှုကိုဆက်ပြီးထိန်းထားနိုင်မှာဖြစ်ပြီးတော့ယူရိုတကယ်ကိုအရှိန်ဟုန်ပြင်းစွာလုပ်နေလို့လားမသိဘူးယူရိုတကယ်ကိုနေရာတစ်ခုကိုလုံးဝရောက်ပြီးတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ်မိုင်းပြောတဲ့အောင်မြင်မှုတွေထပ်တူရရှိကြပါစေလို့မိုင်းဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်